哦，嘞，这肉比都也大块，比都呢，这肉底下都被这边嘛，把维护样的也大块的，什么农村的话呢，现在也大块的，现在也那边胖师傅，还要来让小朋友吧嘞。哎呀！我也干了，我也干了，也干了，哎，也干多啊！我讲三头皮哦没嘞，我三头皮哦了。来，我这，哎，那么啥玩意嘛？OK， 这个比如呢，打他呀，地的也打坏了，将来也养猪的那边胖师傅小朋友吧的。干嘛来这边？公路等一下，公路这边。好的，那你了。好了。那反正这是个不要吧，那么的。OK， 吧。那。啊？这什么了？啊？你好。哦。哦。对。哎。Hello。belum kau kan tu. Mau tak terus. Oh, kemana? Nó sợ bên nào? Oh. Nó mà người con xong thì. Thế mày nữa đi. Ê, vào cái quỷ rô. Đi mà xong này, mà bên mùi nó này, nha, bên mùi nó này. Tụi mà.这没这个大的了。
တော့မဖြစ်တဲ့ကြောင့်ဘာပဲဖြစ်ဖြစ်နေဆုံးတပ်ဖွဲ့ရဲ့အမိန့်လာကြပြီးတော့ကိုယ်ဆက်တယ်ခေါင်းဆောင်မသိဘူးခေါင်းဆောင်ရုံးမဟုတ်ဥဆောင်မဲ့ကျွန်တော်အများကြီးပြောနေတာစစ်စင်းရမယ်ကျွန်တော်လည်းပြောချင်တယ်ဥဆောင်မဲ့နေကျွန်တော်ဥဆောင်မဲ့နေတာညီလေးကောင်း这里，高太龙啊，高太龙啊。ဒီနေရာနဲ့ဗာနဲ့ကတော့ကိုကြောင့်ဒီပြဿနာကြီးတက်လာမယ်ဥစ္စာမဖြစ်အောင်ဗာပြန်လုပ်လို့ဆိုတော့တက်ဖွဲ့ကိုပဲပြန်လိုက်လာဒါကတော့ကဘာကျော်ဝါကြီးဒီဖက်တိုင်းရဟုတ်တယ်မင်းတို့ဖြစ်ချင်တဲ့ညီလေးတို့ဖြစ်ချင်တဲ့ဆန္ဒတွေတွားတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီလိုကြီးနေရတယ်ဆိုတော့အုံနဲ့အတင်းနဲ့အဖွဲ့အစည်းတွေနဲ့ဖြစ်လာလို့ရှိရင်ကိုတက်ဖွဲ့လည်းလင်းလာမယ်ညီလေးတို့အတွက်လည်းဟိုလာပြီးတော့စေတနာနဲ့ညီလေးတို့ဆိုရဲမှုသိရလားကိုယ်သိရလားသိရပါဘူးအဲ့လိုဖြစ်ပြီးမင်းတို့ရဲပညာနဲ့ပတ်သက်ပြီးငါတင်တယ်တက်စေချင်တယ်အရာရှိတွေဖြစ်စေချင်တယ်ဟုတ်တယ်လားဟုတ်တင်ပြီးတယ်ဒါကြောင့်မလို့ငါမင်းတို့မြတ်တာရက်ခံရခြင်းလားဒါလေးမင်းတို့လုံးတဲ့လည်းကဘာကြော်သွားပြီဒီဖိုင်နေထဲမှာဟုတ်လားအော်ဟိုးစားဖြစ်သွားပြီဒါကြောင့်မလို့ညီလေးတို့တက်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တခါလေးပြန်လိုက်လာပြီးတော့ရေမတောင်းနဲ့ရှိပါတယ်ဗျတခါလေးပြန်လိုက်လာပြီးတော့သူတို့လူကြီးတွေလေးပဲဖြစ်ချင်တဲ့ဆန္ဒကိုသူဘာလုပ်မလဲအဲ့လိုလုပ်လိုက်ကြမဟုတ်ဘူးဆိုရင်လူအကြီးရလာလို့ရှိရင်ဟောကျွန်တော်ဥစ္စာပဲကျွန်တော်ဒါစောကြီးဖတ်တာဗျဥစ္စာဒီငေါမျက်နယ်ရတဖွဲ့မှုရောမှာဒီမို့ဆိုမျက်နယ်ရတဖွဲ့မှုရောမှာတာဝန်ထမ်းဆောင်နေအခုကကျွန်တော်တို့ဒီလိုရုံးထွက်ကြတဲ့အားဆိုတာဗျကျွန်တော်တို့ပြန်လိုက်လို့မဖြစ်ဘူးလားဗျပြန်လိုက်ရင်ကျွန်တော်တို့ဒီထက်တုံသွားတယ်ဖြစ်ကျွန်တော်တို့အခုချိန်မှာပြေးတာမဟုတ်ဘူးဗျကျွန်တော်တို့ရုံးထွက်ပြီဆိုကြတဲ့ပြည်သူနဲ့တညီတဲ့တတွေးတဲ့တသားတဲ့ကြောင့်ကျွန်တော်တို့ရုံးထွက်နေတာဗျကျွန်တော်တို့ဘာကြောင့်ရုံးထွက်လဲဆိုတာအဲ့ဒီကကျွန်တော်တို့ပြန်ဝင်သွားပြီဆိုကျွန်တော်တို့တပ်ဖွဲ့ချက်ပြန်ဝင်သွားပြီဆိုတာတည်းဘယ်လိုလဲဆိုရင်အဲ့မှာလည်းတပ်ဖွဲ့နဲ့တူတူပြန်ဝင်တာဝန်ထမ်းဆောင်နေရမှာတတွေးတဲ့သားတဲ့ပဲပြန်ဖြစ်တော့အဲ့ဆိုရင်ကျွန်တော်တို့စန္ဒမဖြစ်သွားတော့ကျွန်တော်တို့ပြည်သူတွေနဲ့စန္ဒတသားတဲ့မကြတော့ဘူးဗျာအဲ့ကြောင့်လို့ကျွန်တော်တို့လုံးဝပြန်လိုက်ဒါမှတရားမနော်ဟုတ်ကဲ့ဒါပဲဆိုရနာရှိကျွန်တော်ပြောတာတဘောပါလားကျွန်တော်တို့ပြန်လိုက်သွားရအောင်တလုံးမှာပဲနှိမျောသွားတော့မှာကျွန်တော်တို့ဘာကြောင့်ရုံထွက်လဲဆိုတာကျွန်တော်တို့ပြည်သူတွေတသားထက်ကြောက်အောင်ရုံထွက်တာဟုတ်တယ်အဲ့ဒါအမှန်တရားကိုပြောတာမဟုတ်ဘူးလေချာရဲပဲလို့ရှိရင်မဟုတ်လေပြည်သူတွေလည်းငကိုတွေကတသားတွေပဲအားလုံးကတသားတွေပဲကိုဖြစ်တဲ့ဥစ္စာကိုလုပ်ပြီးတပ်ဖွဲ့ကြောင့်ကိုကတပ်ဖွဲ့ဝင်တယောက်ဖြစ်တယ်ဒီတင်တန်းတွေတက်ပြီးဒါကြီးလုပ်ထားပြီးဘယ်လိုကလူအုပ်စုကြီးနဲ့လာတပ်ဖွဲ့နဲ့ပြစ်ခံသမိုင်းမှာလည်းမကောင်းဘူးဒီသူရတာဖွဲ့ကိုယ့်ရဲ့သမိုင်းကျွန်တော်တို့ဒီသူနဲ့တားရတီချောင်းမထွတ်တော့ဘူးလေဒီလုံးလုပ်ပြီးဒီတပိတ်စစ်ကြောင်းမှာပေါဝင်တဲ့အချိန်မှာဟိုရဲရရှိရလာပြီးမှပြန်ပြီးလိုက်တာမလိုက်ဘူးဆောင်ချင်းဖြစ်တယ်အုံနဲ့အတင်းနဲ့အဲ့လိုလုံးမဲ့ဥစ္စာတခုမှမဟုတ်ဘူးသဘောပေါက်တယ်လားဦးနဲ့ကိုညီလေးပြောရတဲ့ဥစ္စာကိုနားလေတယ်ကိုတပည့်ပဲဒီကလေးဆိုတာငါနဲ့ဒီသူရဲတာသူနဲ့တားတဲ့အတီချောင်းပြန်လဲပြောဆိုတဲ့အချိန်မှာဒါတော့ဒီဥစ္စာကိုနောက်ပြီးတော့မျိုးမျိုးချပါပြီးပြောဆိုနေပါရဲ့လူကြီးတွေပြောစကားကိုနားထောင်ပြီးတော့ပါလူထုအုပ်ကြီးကလည်းတပိတ်စစ်ကြောင်းလည်းမကြခင်ရောက်လာတော့မှဖြစ်ပါတယ်တို့ကပဲနဲ့ပြည်သူနဲ့အုပ်လို့အောက်ကျတဲ့တပ်ဖွဲ့နဲ့ဖြစ်သွားရင်ကိုကြောင့်ကိုကသမိုင်းမှာတရားခံဖြစ်သွားမှကြောက်လို့အဲ့ဒါတပ်ဖွဲ့ကိုလာပြီးတော့လာတွေ့တာလာတွေ့ဆိုတာဟိုဘာမှမပါဘူးသူများလို့တနတ်တွေရောဘာတွေရောပါလာတယောက်ထဲလာတယ်ရဲမိုးတယောက်ထဲမင်းတို့ရဲ့လူမျိုးပဲတိုင်းလူမင်းတို့လူမျိုးပဲဟဲ့လားခေါ်လာတာငါတယောက်ထဲလာတယ်မင်းတို့ကအတိုင်ငါတည်ရဲတယ်ရှင်းလားဘာလို့ဒီလိုဘလို့ဦးမတဲ့ညီလေးတို့ညီလေးတို့ဒီကွဲပုံသူများသူကဒါကြောင့်ခေါင်းဆောင်ဆိုတာဖြစ်တယ်တရားသူ့ဘောက်ပြောလို့ရှိရင်ဘလို့မှအဆင်မပြေနိုင်လို့လူအင်အားနဲ့ဖြုတ်ခင်းနဲ့ပြည့်တယ်ဆိုတပ်ဖွဲ့အတွက်ဘလို့မှအဆင်မပြေနိုင်ဘူးမင်းတို့လည်းမကောင်းဘူးငါလည်းမကောင်းဘူးငါမင်းတို့စတင်နေတဲ့ငါတပည့်သားသမီးတွေအသိတယ်လေဟုတ်တယ်လားအဲ့လိုမကောင်းမှကြောက်တဲ့ကြောင့်ဖြစ်ပြီးပြဥစ္စာတွေကလည်းကဘာကျော်ဝိုက်ဒီဖိုင်ကြီးကဟုတ်တယ်လားမင်းတို့ရဲ့စံတာဘာလုပ်ပြီးလဲဖော်ထုတ်ပြီးလေမင်းတို့စံတာဖော်ထုတ်ပြီးကဘာကျော်ဝါပြီးအသိမှရသွားပြီမင်းတို့ကတက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါဘောင်တွေကနေပြီးတော့ကျွန်တော်တို့မလုပ်ချင်တဲ့အတိုင်းငါတို့အထက်ရရှိတိုင်းရဲမင်းကြီးနဲ့ပြည်နယ်ရဲတပ်ဖွဲ့မှုနဲ့တွေ့ပြီးတော့ဆုံးဖြတ်ချက်တစ်ခုရှိတာအဲ့ဒါတက်တိတစ်ခုပဲလေဒါကြောင့်တပ်ဖွဲ့ကြီးတစ်ခုလုံးတပ်ဖွဲ့တစ်ခုနဲ့ပြည်သူနဲ့ဂျာမရုံးရင်းဆောင်ရဖြစ်သွားရင်အကုန်လုံးအခုကျွန်တော်တို့ရချုပ်တဲ့အဝယ်ဦးမဟောရပါဘူးရချုပ်ဟုတ်ကဲ့ဗျအခုတစ်သားနဲ့ဝင်လာတယ်နဲ့ဝင်လာရချုပ်ဖြစ်နေချုပ်ဖြစ်တာကဘာဒါတော့ကြားလိုက်တယ်ပဲရချုပ်လည်းစစ်တမ်းနေဝင်လာတယ်စစ်တပ်ရချုပ်ကဆိုရင်လို့လုံးကျင်တဲ့ဥစ္စာတွေလုံးပြီးပြီဟုတ်တယ်လားရင်ဆိုင်တဲ့ဥစ္စာကိုရင်ဆိုင်ပြီးဆိုတာဖမ်းဖို့လည်းမဟုတ်စီးဖို့မဟုတ်ရဲတပ်ဖွဲ့မှုနဲ့မဟုတ်ဘူးလေရဲတပ်ဖွဲ့မှုနဲ့တွေ့မယ်အဲ့ဒါမှတင်တန်းခတ်မှာတွေ့လာမယ်တွေ့ပြီးတော့ကျွန်တော်တို့ရဲ့ဆန္ဒဒါရှိရညီလေးတို့ကိုယ့်ကိုပြောပြသလိုပဲအဲ့လိုပြောလိုက်မကောင်းဘူးလားဒီလိုကြီးလောက်ထားတဲ့ဥစ္စာရေရှင်ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲသဘောပေါက်လားတပ်ဖွဲ့ဖြစ်တယ်လေ
ရှင်းရှင်းဘလောက်တောက်ပြီးတော့ခံနိုင်ပါလဲရှင်းရှင်းဘလောက်တောက်ခံနိုင်မခံနိုင်ဘူးတက်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းမှန်တယ်ဟုတ်လားမျိုးနယ်ဘူးရဲမှုကိုယ်တိုင်တောင်းမှန်ပြီးတော့မှတက်ဖွဲ့လုံးတဲ့ဥစ္စာလုပ်ပြီးလိုက်ခဲ့ပြီးတော့ပြည်တယ်မှာတခါတည်းတွေ့ဆုံပြီးမလုပ်ချင်တော့ဘူးကျွန်တော်တို့လိုရှိတယ်ဆိုတော့မဟုတ်ဆိုသူတို့အုပ်တဲ့အတင်းနဲ့ဖမ်းတယ်ဆိုရင်တယောက်နဲ့တယောက်ပြောမလာတက်နိုင်တယ်လေဟုတ်ကဲ့ကျွန်တော်ပြောပြမယ်ဗျာကျွန်တော်ကဒီလိုကပြန်လိုက်ဖို့ဆိုတာကျွန်တော်တို့ပြန်လိုက်တယ်ဆိုတာတပ်ဖွဲ့တက်ဝင်တယ်ဆိုတာတတွေးတဲ့သွားတဲ့ပြည်သူနဲ့ကြာရင်ကျွန်တော်တို့ဘာမှမဆိုလို့ကျွန်တော်တို့ကဒေတာခံရကြပါကျွန်တော်တို့ဆန္ဒပြတဲ့ထဲမှာကျွန်တော်တို့မောင်နှမတွေတရွာသားထဲကျွန်တော်တို့ကိုယ်တိုင်ပြန်လို့ကျွန်တော်တို့တရွာသားထဲပဲဗျာမဟုတ်ရဲပြန်လို့ဖို့အတွက်ပြောတာတစ်ချက်မှမပါမဟုတ်ဗျာဒါမဲ့အခုတောင်းချတာကျွန်တော်တို့ဒေတာခံရပဲဗျာမဟုတ်ဘူးမင်းဒီလေးကိုရဲပြန်လို့ဖို့အတွက်တစ်ချက်မှမပါဘူးကိုယ်ဆန္ဒကိုကိုအမေပါရဖေးပါရဟုတ်ဗျာကိုယ်ဆန္ဒကိုကိုဖော်ထုတ်လိုက်တယ်ဒါပြရတဲ့မှာပြည်သူတွေကျွန်တော်တို့မော်မားတွေပါတယ်ဟုတ်တယ်နော်ဟုတ်တယ်ကျွန်တော်တို့ကျွန်တော်တို့မလဲရတဲ့ဖွဲ့နေနဲ့ဟုတ်ပြောပြမယ်ဒီလေးကဒီမှာပြောပြမယ်ဖြစ်တဲ့ဥစ္စာဖြစ်ပြီးပြီဖြစ်တဲ့ဥစ္စာပေါ်မူတည်ပြီးတော့အကောင်းဆုံးနည်းလမ်းတစ်ခုကကိုကယောက်ျားပဲတပ်ဖွဲ့ဝင်လာတာပဲဒါတစ်ခုလုပ်ပြီးပြီဒီဥစ္စာနဲ့ပတ်သက်ပြီးစောင့်ဖြတ်ချက်တစ်ခုကိုဘယ်လိုလုပ်မလဲဆိုတော့ရဲမင်းကြီးနဲ့တပ်ဖွဲ့ရဲ့ပုတ်ကဲမှုအောက်မှာပြည်နယ်ရဲတပ်ဖွဲ့မှုရှိရလေရုံးမှာကျွန်တော်တောင်းဝင်ခံပြီးခင်ဗျားတို့ခေါ်ရမယ်အဘကျွန်တော်တို့အခုလောလောဆယ်တော့ပြန်လိုက်တော့ဖို့တော့အစီအစဉ်မရှိသေးဘူးတာဆူရပြန်လိုက်တော့အစီအစဉ်မရှိဘူးနော်မရှိဘူးတာဆူရတော့ပြန်လိုက်မယ်မလိုက်ဘူးဒီဆိုရမပြုံးမရှိမလိုက်ဘူးတာဆူတော့ပြန်လိုက်မယ်တော့ပြည်သူအာဏာပြောင်းမရသေးသေးကျွန်တော်ဘယ်တော့မှမလာနိုင်ဘူးပါဟုတ်ဘူးဒါတက်ဖွဲ့သဘောတဘာပေါ့ဟုတ်လေမင်းတို့လည်းငါအကြောင်းတိပြီးသားပဲဒီကလေးဆိုငါနဲ့နင်းကက်ကနေတာ စိတ်တက်ကျွန်တော်ကအစကတည်းကကျွန်တော်ဘောလခဲမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုနိုင်ပွဲရင်မောင်းရင်မောင်းပါကျွန်တော်တို့အပရင်းနဲ့ရင်းကြီးရကျွန်တော်သိရတယ်အပကျွန်တော်တို့အများအားကောက်ရိုက်အပရင်မှုကောက်ရိုက်တာကျွန်တော်တို့ကတူသွားနေတာဟုတ်တယ်အပကျွန်တော်သိရဗျအဲကြောင့်မို့ကျွန်တော်တို့ကလည်းဘာဖြစ်လဲဆိုတာကိုမနမချင်းကိုတရားတာချင်းကိုတို့အဲ့လိုမျိုးဆန္ဒပြဘာဖြစ်လဲဆိုဆန္ဒပြတာသူတို့ရဲ့အမှန်တရားပဲလေကျွန်တော်တို့ရဲ့ပါဝင်လုံးစော်ပေးရမှာပဲလေဟုတ်ပြီညီလေးတို့ရဲ့သမိုင်းတစ်ခုကတင်သွားပြီဒီဖိုင်တစ်ခုပါဘာကြော်သွားပြီညီလေးကောင်းတယ်ပေါ်သွားမှာပါဟုတ်ခဏလေးပါကျွန်တော်တို့ဒီခေတ်မှာကျွန်တော်တို့ဒေတာခံရှိရတာဆူရပြတ်တယ်ဟုတ်တယ်ဆရာနာချက်ဒီကစားမချင်းမကျန်လိုက်နော်ဒီပြောင်းပြောင်းချင်းကျွန်တော်မလာနိုင်ဘူးအကုန်လုံးနေမှုရှိတာနိုင်ငံရေးအိတ်ချမ်းမှကျွန်တော်တို့ပြန်ပြမယ်ဟုတ်တယ်ဒီလိုလားရှင်ကျွန်တော်ရေမလို့ကျွန်တော်နားလေညီလေးပြောတာပဲနားလေပြောပြတာဘာမှလို့ရှင်းရှင်းလေးပဲကိုလှုပ်ချင်တဲ့ဆန္ဒတစ်ခုကိုအကောင့်ထဲပေါ်ဆောင်ရွက်ပြီးဟုတ်တယ်ကျွန်တော်တို့အခုလောလောဆယ်တော့ပြောတာကျွန်တော်တို့အကောင့်ထဲမပြီးသေးဘူးဗျာဗျကျွန်တော်တို့အခုမှစတင်တော့မရှိသေးဘူးဗျပြည်သူနဲ့ကျွန်တော်တို့တထတဲ့စတင်တော့မရှိသေးဘူးဗျကျွန်တော်တို့အခုလုံးဝချက်ပြန်မလိုက်နိုင်ဘူးဗျကျွန်တော်တို့ပြည်သူနဲ့တွေ့တထတဲ့စီးလုံးမှဒီနေ့တချင်ကြရအဆင်ပြေနိုင်မဲ့ပြန်အဆင်ပြေနိုင်မဲ့ဒီနေ့ကျမှကျွန်တော်တို့အဲ့လိုမျိုးဖြစ်နေတော့တယ်ဆန္ဒလောလောဆယ်ကျွန်တော်တို့အခုမှစတင်တော့မရှိသေးဘူးဆန္ဒကိုကထုတ်ပေါ်လို့လာတယ်လွတ်လောက်ခွင့်ရှိရကိုဆွချွချင်း354မှာပေးထားပြီးသားမှန်တယ်တက်ဖွဲ့ဝင်လိုက်ရတယ်ဒီခွင့်ကိုတိုးတော့ကိုလုတ်ပြီးတဲ့ဥစ္စာဖြစ်တဲ့ကြောင့်ကိုကဒီယူနီဖောင်းကိုဝတ်ထားတဲ့တက်ဖွဲ့ဖြစ်တယ်တက်ဖွဲ့ဖြစ်တဲ့ကြောင့်တက်ဖွဲ့ရဲ့အလေးဆုံးစီးစီးကိုနားလာဒါဆိုဒီလိုလုတ်ပြီးရင်ဘာပဲဖြစ်ဖြစ်လေဟဲ့လားဒီလိုယူနီဖောင်းကြီးနဲ့ဆိုတော့မသိတော့ဘူးမသိတော့တဲ့ကြောင့်တက်ဖွဲ့ရဲ့အကြီးအလေးကိုခံပြီးတော့ကျွန်တော်ဆက်မလုပ်ချင်ပါဘူးဆိုရင်ကိုယ့်ကိုဒါဆောင်ရွက်လို့ရတဲ့ကိုယ့်ရဲ့အခွင့်အရေးတွေပဲလေကျွန်တော်ပြည်သူရဲတပ်ဖွဲ့ပြည်သူနဲ့ပူးပေါင်းပါဝင်တာမသိတော့လားပါဟုတ်ဘူးသိတော့တယ်ဆိုတာမိမိရဲ့ဆုံးဖြတ်ပိုင်ခွင့်ကိုမိမိကိုယ်တိုင်လုပ်ခွင့်ရှိတယ်လေကျွန်တော်ပါကျွန်တော်ပါခဏလေးအများစီးရတယ်ခဏလေးအဖကျွန်တော်တို့ပြန်လာခိုင်းစိတ်ကျွန်တော်ရဲချုပ်ကရဲစစ်စစ်ပြည့်ကျွန်တော်ပြန်လိုက်မယ်အခုပြည်နယ်မူလဲရဲစစ်စစ်ပြည့်ကျွန်တော်ပြန်လိုက်မယ်ဟုတ်မလားဟုတ်ကဲ့အဲ့ဒါစိတ်လေးချက်ပြောရဲစစ်စစ်မဟုတ်ပြည်နယ်မူလဲရဲစစ်စစ်မဟုတ်မဟုတ်အခုလောလောဆယ်ပြန်လိုက်ရင်ခင်ဗျားတို့ပြန်လိုက်တော့ကျွန်တော်တို့ဟုတ်တယ်ခင်ဗျားတို့အမခံလားခင်ဗျားတို့ကိုသားကျွန်တော်တို့အမမခံဘူးအမခံလားဘာကိုအမမခံဘူးဘုမရောက်ရင်ဘုမကျွန်တော်တို့ရေးတဲ့စိတ်လို့ရှိမလို့ကျွန်တော်ပြည်ပြီးတော့ကျွန်တော်ရဲတပ်ဖွဲ့ထဲမှာနေလာပြီးတော့ကျွန်တော်ရဲရကျွန်တော်နားလည်ပြီးတော့ကျွန်တော်လည်းမပြေးနိုင်ပါဘူးလားဘလို့စတဲ့ဝေးဒီမိုကရေစီဆိုရခဏတဲ့ရေးတွေကျွန်တော်ပါတီကိုထောက်ခံနေတာမဟုတ်ပါဘူးဟုတ်တယ်ပြည်သူပြည်သူရဲ့တက်ပေါင်းရှင်လာလို့ထောက်ခံနေတာမနေကျွန်တော်ဒီလိုတစ်ခုကိုမလုပ်ချင်ဘူးတော်မိတ်ပြီးပြီးတော့လုပ်ခံမလုပ်ချင်တာဒီဖြစ်တဲ့ကိုမလုပ်ချင်တဲ့ကြောင့်တော့ကျွန်တော်ဒီလိုနဲ့တားတဲ့တက်တီကြောင့်ကျွန်တော်ဖို့ချင်းဖြစ်တယ်ဒါတော့ဘယ်တော့လဲခေါ်တယ်နာရှင်တော့ရောက်ခေါ်တယ်ဘယ်တော့တော့မဆောင်ချင်လိုက်ဘူးဆိုတော့အားလည်းပြန်လို့ရတယ်ကျွန်တော်တို့ခုလည်းလူအုပ်များလာပဲဟုတ်တယ်များလာတော့အနေနဲ့ရှိတယ်ကျွန်တော်လည်းနားလေတယ်လာတော့တော့တက်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်တက်ဖွဲ့
ထဲမှာမထွက်ကသေးဘူးလေ။ညီလေးပြောတော့ကိုနားလေတယ်ကိုချင်းစာဟုတ်တယ်။သူ့ရဲ့ဆန္ဒကိုဖော်ထုတ်တာပေါ့။ဒါကိုလည်းကိုတို့နားလေတယ်။ကိုချင်းစာတော့လည်းဒါလာတွေ့တာဟုတ်တယ်။ပြီးတောင်းထပ်တော့ဒီကလေးတွေမရှိတော့ဘူး။ဒီကလေးတွေကိုကျွန်တော်စာနေတာ။ဆန္ဒရှယ်လဲအောင်ပါတော့ကျွန်တော်တက်စိတ်ချင်တယ်ကျွန်တော်ဆန္ဒကိုဖြစ်ချင်တဲ့ file တွေကလည်းတစ်ကမ္ဘာလုံးကြော်သွားပြီ။ပါသွားပြီ။ကိုလုပ်ပြီးတဲ့အလုပ်ပြီးသွားရင်လို့ရှိရင်တက်ဖွဲ့ရဲ့စီမင်းစီကံရဘာဖြစ်မလဲလာတွေ့မယ်ကျွန်တော်မလုပ်ချင်တော့ဘူးအဲ့ကြရင်ပြောလိုက်ရင်ဇာတ်ထမ်းပြတ်ပြီဖမ်းမှလည်းမဟုတ်စီးမှလည်းမဟုတ်ဥပမာပြတ်တာဇာတ်လည်းမပြတ်နိုင်ဘူးရစီကလည်းနားလေပြီးသားစီအနာရှင်ရှိတဲ့ဆလာမပြတ်ရှိပါတယ်ရှင်တော့တောင်းထားဆောင်ရဲတစ်ဖွဲ့တော့ခုခံရပါတယ်ရဲစီကလည်းခံရတယ်အပြည့်ရတာလည်းခံရပါတယ်ကျွန်တော်တို့ခေါ်ပါမယ်ကျွန်တော်ပြန်ခေါ်ပါကျွန်တော်တို့ကလက်ရှိတပိတ်မောင်းနေတဲ့လူငယ်တွေအားလုံးသူတို့ခေါ်ပါမယ်ဟုတ်တယ်သူတို့ကျွန်တော်တို့အခိမခါဘူးကျွန်တော်တို့သူတို့ခေါ်ပါမယ်မဟုတ်ဘူးခေါ်ထားတဲ့ဥစ္စာရေးလေးမဟုတ်ဘူးတွေးဆောင်ကြီးနေချင်တယ်ဆိုရင်ရေးတွေးလို့ရတယ်ညင်နိုင်လို့ရတယ်ဒါပေမဲ့ဒီလိုရောကျွန်တော်တို့ပြန်မလို့နိုင်ဘူးပြန်လို့ဟုတ်ပြန်မယ်အတင်းရတော့လမ်းဖမ်းတာလည်းမဟုတ်ဘူးဒါတော့ဒီကလေးတွေကကျွန်တော်သားသမီးတပည့်တွေလေမို့နားလဲပါဒီနေ့လူနဲ့လည်းမတူဘူးဒီကလေးတွေကတပည့်သားသမီးတွေဒါကြောင့်မတရားလည်းမလို့ခုပြောတော့ဗမာလူရှင်းရှင်းလေးခင်ဗျားတို့ဒီလုပ်လို့ကျွန်တော်လည်းကျွန်တော်ရဲ့အကြောင်းကိုလည်းလေ့လာကြည့်လို့ကျွန်တော်ရဲ့အကြောင်းကိုလည်းလေ့လာကြည့်မတော်မတရားတခုမှမလုပ်ကိုဖြစ်ချင်တဲ့ဥစ္စာကဘာကြော်သွားပြီဒီဖိုင်လေးကတော့တင်လိုက်ပြီလေဒီတင်ပြီးတဲ့ဥစ္စာတခုမှနောက်ဆုံးရစားတစ်သက်လုံးပဲတညလုံးပဲဒီလိုကြီးသွားနေသလားတက်ဖွဲ့ဆိုကျွန်တော်ပြောဗမာလူရှင်းရှင်းလေးဟုတ်တယ်လားကျွန်တော်တို့လည်းရှင်းရှင်းလေးမေးမယ်ဒီကရဲတွေအားလုံးကျွန်တော်တို့မေးမယ်သူတို့နဲ့လိုက်မလားကျွန်တော်တို့ပြည်သူနဲ့လိုက်မလားဒါကျွန်တော်တို့သူတို့ခေါ်တော့မှန်ပါတယ်ဒီအဖြစ်ကတော့ခင်ဗျာဒီအချိန်မှာရမှာပဲဟုတ်လားရမှာပဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတန်းလို့ရမလဲဆိုတော့ဟုတ်လားသူတို့ကရက်သားအနေနဲ့ဖြစ်သွားပြီဆိုရင်ဒီ uniform နဲ့လုပ်နေလို့ရှိရင်ကျွန်တော်တို့တက်ဖွဲ့တဲ့အခက်အခဲဖြစ်တယ်။လာကို uniform ချုပ်ပြီးပေါ်လိုက်တယ်။ဒီမှာငါတို့ရေးဆိုင်နေရတယ်။ဟိုဇာလို့ကျန်တဲ့လူတွေအားလုံးကသူတို့ကောက်ခွဲမယ်ကျွန်တော်တို့ဒီကနေရောက်ခေါ်ထုတ်မယ်။ဒါကျွန်တော်တောက်ရောဟုတ်တယ်လား။ဟိုဒီလည်းနားလေတယ်။ဒါကြောင့်ခင်ဗျားတို့ကျွန်တော်ပေးတွေ့တယ်လေ။ဟုတ်လားဘယ်ဆုံးကြတော့ဒီကလေးတွေရတဲ့ဒါသားသမီးတွေဖြစ်နေတဲ့ကြောင့်ပြဿနာတစုံတရာမဖြစ်အောင်ကျွန်တော်တို့ကဒါကိုကျွန်တော်အရင်ဆုံးလာပြလိုက်တာဟိုအခုအဘကျွန်တော်လည်းကိုယ်ပြောမယ်အခုသူတို့အနေနဲ့တပ်ဖွဲ့ကိုပြန်လိုက်မယ်ပြန်လိုက်ဖို့ဆိုတာဘလို့မှလိုက်ရမှာမဟုတ်ဘူးတားရတဲ့ဘောတော့ဘာအလုံးလူတိုင်းဖြစ်ဥမာရဲစီကန်းဆိုတာလာအောင်မယ်ပြီးဟိုထိုင်းစီကလာအောင်မယ်ပြီးနိုင်ငံတော်ဘာဖြစ်ညာဖြစ်ဆိုပြီးပုံမှန်အများကြီးတောက်လို့ရတယ်တော့အဲ့ထက်ရောက်လို့ရှိရင်သူတို့ကအလိုနဲ့ဆိုင်ကိုသူတို့ကြောက်စိတ်ဖြစ်လာမယ်အဲ့တော့သူတို့ဒီကျွန်တော်တို့ပြည်သူနဲ့တော့တာကောင်းဆုံးပဲအပါလို့သူတို့နဲ့တွေ့ချင်တဲ့စကားပြောချင်တဲ့ဆိုရတယ်ဖြစ်ပြီးကျွန်တော်လုပ်လိုက်မယ်ကျွန်တော်လည်းကြီးတဲ့လူကိုတင်ပြမယ်သူတို့ကတကယ်လို့တွေ့ဆုံရဆိုရင်ဘာမှမဖြစ်ဘူးလားဘာလုပ်မလဲအဲ့အခြေလေးတစ်ခုချင်းသူတို့ရဲ့အနာကလင်းအောင်ရအောင်ကျွန်တော်တို့ဘာစူးစမ်းမယ်ဒါပဲဟုတ်တယ်နော်ကျွန်တော်ဒီဟုတ်ကဲ့အစိုးရဒီအခုလက်ရှိအစိုးရဆက်တဲ့ရင်ကျွန်တော်တို့ဆက်လုပ်မယ်တော့စေအနာရှိအစိုးရဆိုရင်ကျွန်တော်တို့ဆက်မလုပ်နိုင်ပါဘူးပါရကျွန်တော်ခေါ်ပါမယ်ခဏလေးနော်ခေါ်တာလူအုပ်နဲ့ရဲနဲ့တပ်ဖွဲ့ဝင်တွေဖြစ်နေလို့အားနာလို့သိလားခဏလေးကျွန်တော်လည်းခင်ဗျာညီလေးတို့လည်းအခုအချိန်ပြည့်တယ်အခုလည်းညီလေးတို့ပြန်ချိန်ပြီးတနေ့မို့လဲကိုဆုံးတဲ့ပိုင်းမရှိဘူးနော်ဒီဘောပေါ့နော်ဖွဲ့တယ်တော့ရုပ်ဖွဲ့ခဏလေးဆုံးပြခွင့်ဘာမှမသိဘူးကျွန်တော်ကဒါဒီဘောပေါ့ပါဟုတ်ကဲ့နော်ဒါတော့လည်းကိုသားသမီးတွေဖြစ်နေတော့ဘူးမှမနိုင်ပါဘူးဟုတ်ကဲ့ဒီမူဝါဒသွားတယ်ကျွန်တော်တို့တင်စားပါဟုတ်ကဲ့လုံးချက်ပါလို့ဆိုဒီတခုရအောင်သဘောပါတော့ဟုတ်ပြီဆောက်နေတယ်ဟုတ်ကဲ့ပါဟုတ်လာနေပါကျွန်တော်လူလာတယ်နော်အမလူထုတွေကျွန်တော်စစ်တိုက်ပါသူရဲကွာဒီလူရဲရောက်လာဒီလူရဲမကန်ပြန်လာဒီစေအနာဒီလေအောက်ပါတော့မလို့那现在我们等我到招募。မတင်းတဲ့သူလေလောင်းတီးတော့လောင်းလာတော့ဖက်လာလာတီးတော့ပဲဟဲ့ကြလိုက်လားဟာကောင်းနေကောင်းတော့ကျွန်တော်အေးရဲပါလောက်လက်ဆက်ပြီးအောင်လုပ်ရမှာဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့လိုပြောပါဟုတ်ကဲ့ပါဒီစားဟုတ်ကဲ့ပါဒီစားဟုတ်ကဲ့
ညီလေးတို့လည်းကိုချိန်ပေးတယ်လေကိုလည်းညီလေးတို့အချိန်ပြပေးတယ်နောက်ဆုံးမင်းတို့တက်ဖွဲ့မှုဟိုရဲမှုမျိုးဆိုရနောက်မင်းတို့တက်ဖွဲ့ဝင်ခါရင်းလေးပြတက်ဖွဲ့ဝင်ကြပြတယ်နောက်ပြီးမှမျိုးရတယ်ငါလည်းကြည့်ပြီးရတယ်အဲ့အကြောင်းမလို့မသိ2018ခုမှာတစ်ချိန်မှာနော်တစ်ချိန်မှာတကယ်ရေးခင်းကရှင်းခဲ့တာနော်တော့ဒီဘက်ကမမကန်ကဘက်ကဟုတ်ကဲ့ပြောပြမယ်တက်ဖွဲ့မှုကတော့ဖုန်းကြောက်တယ်တန်တဲ့ဝန်ထမ်းတွေလည်းလုပ်တယ်လုပ်နေတာဝန်ထမ်းအားလုံးလည်းလုပ်နေတယ်ခင်ဗျားတို့ရဲဆိုပြီးတော့ဖမ်းလိုက်မယ်စီးလိုက်မယ်ထောင်ချလိုက်မယ်မရှိဘူးဖြစ်တဲ့ဥစ္စာလည်းဖြစ်ပြီးဟာလာလုပ်ပြီးတဲ့ဥစ္စာတခုကငါတို့အကောင်းဆုံးနည်းကတက်ဖွဲ့ယူနီဖောင်းတွေဖြစ်နေတဲ့အတွက်ကြောင့်အကောင်းဆုံးနည်းကတိုက်လာတယ်ဘာပြဿနာမှမရှိပါဘူးသူတောင်းမှခံပါတယ်လေနောက်ဆုံးကဖုန်းပြောတယ်အဲ့ဒါပဲဒီလိုကိုဆန်းစစ်ပေါ်ဂျာနယ်တစ်ခါလေးဘာသာပြန်ပေးလိုက်ပြီမြောက်လေဟိုရောဒီခေါင်းကောင်းပဲပေါ်လာဒီရတော့ပြီးအောင်တော့လမ်းကြောင်းသွားလိုက်အောင်ပဲတော်တော်အနာကောင်းဒီလိုလည်းဟုတ်ပါဘူးဒီလိုတော့ပြန်ဆောင်ထားတော့မယ်ဖိရမှာပေးရမှာအမရှင်မလို့မရှိနေပြီးတော့မရှိပေးနိုင်အဲ့လိုတက်ပြမှာဆိုရတယ်အခုကပြောလာတာဘယ်လိုကြောက်ရတယ်အခုလည်းဟုတ်တယ်ဟုတ်တယ်ကိုယ်လည်းပြောတဲ့စကားလေးဆိုတော့ဗာလေးကဟုတ်မဟုတ်သိနေလေကျွန်တော်တို့ခေါ်တော့ခဏလေးသူတို့သဘောထားလဲပါနေတာပဲလေဆရာဟုတ်ပြီဟုတ်ကဲ့သူတို့အလိုမပြလိုက်ပါမမျိုးအခုသူတို့လိုငါတော့ပေါ့နော်ပြောရရနော်ကဲမင်းတို့ငါတို့ကတက်ဖွဲ့ဖို့ပြောတဲ့ဥစ္စာကဘာလို့လဲပြောပြနော်ပြောပြပြီးဥစ္စာသူဘာဆက်လုပ်လဲငါတစ်ချက်လမ်းတင်းပို့မယ်နော်ပြောတဲ့ဥစ္စာနော်ကျွန်တော်ဘွယ်ရှိရလူနဲ့ထိတ်တိုက်တွေ့နေအများတော့တတိယပြန်ဆိုလာတယ်။စားမပဲ။ဘယ်ဝယ်လဲဘယ်ဟုတ်ကော။အော်โอเค။ကျွန်တော်တို့တစ်ခါလည်းမထိခိုက်ရဘူး။အော်မဟုတ်ဘူး။မထိခိုက်ရအောင်။ပြန်ပြီးတော့ပြန်ရတယ်။ဝါကြလို့ပြ။ဟောဘယ်လိုလဲရပြီလားဩလာစားရလာပါတော့ချင်းတော့ဘယ်မှာလဲဆရာရိုက်စားရဲတွေဘယ်မှာတော့ငါတို့လဲခွင့်อ่ะသူတို့ဘယ်မှာတော့ရအောင်ဘူးလားကိုသွားလိုက်တို့လာရဲပြီလေဘာမဆိုင်ဘူး我想，叫我反正这边多少钱？一千多不了空。到我去到这里，这里又来标嘛，长来路，这里又来标来哟，这里又刚刚标。我这路这里又全标呗，别抓路。Dile na puede na, mate pun mina. Này, tí này. Đâu nữa, phải cái nó phải mua cái này.
nó mà làm nó sầu thế là ta phải nào để giảm hả? Ôi, nó thòng mày đấy. nó đi đủ cái đấy là của mà rồi nó lên sầu thế à nó ra là cái của cháu nó lên gì đâu cả thế anh là xe lồng xí vào không Chúng ta cho con mà bảo nhà này, bắt đầu bây giờ này tiếp vào không? Đó, ví dụ như thế thì rất tiền là đó sẽ là chỉ lão mà tàu là tàu tháng sau này đâu vào cho nó anh là cái gì đó anh là cái khăn đi này một bên cho nó sản xuất ra trên phía đấy Nhưng mà ngày tập phải nó cho nó nó ra cái nó tập khăn đi này một bên đây theo cho nó ngày tập phải ăn trên phía đấy cho nó nhưng mà ngày tập phải cù ra này cho nó sao bị nó sản xuất ra là bảo giờ lại luôn này đó có mà để xe này cho nó sẽ có xe cho nó giờ tập phải cho nó khai này bao xe này rồi rất tiền luôn nhau này đó nó chỉ bắt châu sao là sáu giờ bảo thế mà này现在是龙溪王姑娘，现在那是三级的，你看这个这个老天好像，我必须也得嘛，那是。对呀，我好啊，我呀，是呀，你这也也的吧？现在那是龙溪，现在那是龙溪，现在那是龙溪。Democracy 压西耶！Democracy 压西耶！Democracy 压西耶！你不是谁家我就说了。就说了。耶吧。耶吧，耶吧，皮肚的不高嘞，皮肚耶的吧，皮肚耶是这里吧。第二是是你大家耶，那他是破纪录条的，绝对耶，快点democracy标注报报耶。democracy 压西耶，他这个在那个要怎么样？卢表耶，第二呢是选是你，两手加手耶，热了不？热了不？热了不？来个地球走呗吧。对呀，对吧？
嘛，这里都免不起来，这样嘛为起。这一分钱一分路呀，喏，我一分钱嘞。来看没？就不要比的，别到卡掉啊！就别到卡也到不了的。就democracy 开着嘛，就也到会的围拉了呀。democracy 嘛，呀，你对了，就也到会老谁没啥开吧？把皮了，就也到会 democracy 开着嘛，谁为啥来说？地图啊那呀去那喽，就也地图多，那个车我都不偏谁喽，就也到会的围拉了吧？妈的，嘛就地图呀那到我也去那了，就老啊来没看我呀？啊老来看了。အခုကျွန်တော်ရဲတွေလိုက်ပို့ပေးတဲ့ဒီမှုတူကြီးကားတစ်စီးလမ်းမှာလိုက်ဖိုင်နဲ့ကျွန်တော်ပျောက်သွားပါတယ်လောကသူနဲ့လည်းဆက်တော့ရောမရတော့ပါဘူးအဲဒါလည်းကျွန်တော်ကြည့်ပြီးတယ်တစ်ချက်လောက်ကြည့်ကြပါလူမှုကူကြီးဟုတ်တယ်လူမှုကူကြီးကကျွန်တော်ခဏရဲကိုပို့တယ်လေလူမှုကတစ်စီးကျွန်တော်အော်ဖမှာပိတ်မိသွားတာရဲတော့ပါလေပဲရဲတော့ပါလာပါတယ်တတိကျန်တော့ဟုတ်လားတွေ့လိုက်လားဒီတော့ဘုရုကားလဲမဲဘယ်တဲ့မိုက်လားမဲကမဲကိုဖော်တော့ကောင်ကဆက်ပိတ်သွားပြီဟုတ်ဆက်ပိတ်ဟုတ်ပြီနော်မိုင်းနဲ့ဟိုတင်းနဲ့ဖိုးတင်းနဲ့ပါဖုတ်တော်နဲ့ပါမော့ဖုတ်တော်ပါတယ်မိုင်းနဲ့ဖုတ်တော်နဲ့တူသွားရဲလို့သွားလာမိတ်တယ်လေရေခွေးပါဖုတ်တော်ပါလိမ့်မယ်ဆိုတော့ပါမပါမိုင်းနဲ့ကျွန်တော်သွားလာဟုတ်လားသွားပြကျွန်တော်ဒီဘောကကြမှာသူ့ကနောက်ကျတယ်ဘလုံးခံယူချက်နဲ့အဲ့ဒါမှရဲပါပူပေါင်းလဲဆိုတာကိုပြောပြပါဦးကျွန်တော်တို့မျိုးဆက်တစ်တွေအလားနာကမှာတောက်ပါဖို့အတွက်ဒီမိုကရေစီရိုက်ဖို့ကြီးဖို့အတွက်ကျွန်တော်လောရချင်းဖြစ်ပါတယ်ဒီမိုကရေစီမရရင်ကျွန်တော်တို့အနာဂတ်ရဲ့လင်းပိတ်သွားမှာပါဘာလို့လဲခင်းနေမှာပဲကျွန်တော်ဆရာရောဟုတ်လားခဏပါတယ်တော့ရောက်ဒီတွေအများအားစားရှင်တွေလေတော့ဆီယနာရှင်လာအောင်မတောင်းထမ်းဆောင်ဖို့တိတ်ရှိတော့ပါဘူးခင်ဗျာနောက်ပြောရဲကျွန်တော်တို့ရဲချုပ်လဲရဲစစ်စစ်ပဲတစ်ခါကစစ်ချင်းမှာပဲဘာဖြစ်ကျွန်တော်တို့စစ်အမိတ်အောက်မှာပဲတောင်းထမ်းဆောင်နေရတာနေ့လောက်ကြာရှည်ခဲ့ပါပြီကျွန်တော်တို့ကစစ်ရဲ့ကြုံမဟုတ်ပါဘူးပြည်သူရဲ့ကြုံပြရမှာပါအဲကြောင့်ကျွန်တော်တို့ပြည်သူရဲတွေပြည်သူပူထားကောင်းတွေဖြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲကိုလည်းရဲစစ်စစ်ထားပေးပါမို့ကြရွှေကိုတွေထွက်ပေးပါကျွန်တော်တို့ရဲချုပ်လည်းရဲစစ်စစ်ကိုခန့်ပေးပါကျွန်တော်တို့ပြည်နယ်မှုလည်းရဲစစ်စစ်ကိုခန့်ပေးပါခရိုင်မှုလည်းရဲစစ်စစ်ခန့်ပေးပါမို့ကြရွှေကိုတွေကျွန်တော်တို့စန့်ကျင်ပါလားပြည်သူနဲ့ကျွန်တော်တို့စန့်ကျင်လို့ကျွန်တော်တို့ရဲတပ်ဖွဲ့တွေတက်မှလည်းမို့ကြရွှေကိုတွေကျွန်တော်စန့်ကျင်ခြင်းပြပါလေကျွန်တော်တို့ညီကောင်မတွေပြည့်နေတဲ့ညီကောင်မတွေလည်းကျေးဇူးပြဆက်အားရှင်စနစ်ဆိုကြနေရုံးထွက်ကြပါဒီမိုကရေစီရတော့မှ9နှစ်တော့မှကောင်းမဖြစ်သေးဘူးအာဏာရှင်သားတင်းဆိုခင်ဗျားတို့ဒီလိုရုံးနိုင်မှာတော့ဒီစစ်ရဲ့လက်ကွက်မာယာပြည့်တော့ကျွယ်သွားတဲ့ဒီစစ်ရဲ့မာယာကျွန်တော်တို့ကရဲတပ်ဖွဲ့တာပြည့်ကျွန်တော်တို့လောက်တော့မာယာပြည့်မကျွယ်ပါဘူးသူတို့ရဲ့မာယာပြည့်အောင်လည်းကျွန်တော်တို့ကအမိတ်ဆိုတဲ့အာဏာတစ်ခုနဲ့ပဲကျွန်တော်လုပ်နေရတာပါအမှန်တရားပဲကျွန်တော်ရချင်တယ်ရလို့မရပါဘူးအခုကဒီမှာရှိနေ40နဲ့2ယောက်အခုကျွန်တော်တို့နောက်လိုက်လာတဲ့ကျွန်တော်ညီငယ်2ယောက်လည်းကျွန်တော်ဖွဲ့ထားပူပေါင်းပါလေအဲကြောင့်ရှိလာတဲ့ရဲတပ်ဖွဲ့တွေလည်းတိုင်းပူပေါင်းပေးပါကြာလာရှင်ကြာစားဖို့ကျွန်တော်ရဲတပ်ဖွဲ့တွေနှုတ်ထွက်လေးပိုကောင်းလေးပါဘာဖြစ်လို့ကျွန်တော်တို့ရဲတပ်ဖွဲ့တွေဖြစ်ပြီးတော့စီးရဲ့ကျုံစစ်ဖနာအောင်မှာအမှုထားနေရဆိုတာကျွန်တော်တို့ဗီဒီယိုစော်ကားတာပဲမနေ့ကနေပြီးတော့ဖြစ်ရတဲ့ဖြစ်ရအသက်ဆုံးနေခေါင်းမလေးသူရဲ့နာကများရှိတယ်ဒီနေ့ကျကျွန်တော်တမရမဖြစ်နိုင်မပြောနိုင်ဘူးဝန်ကြီးချုပ်မဖြစ်နိုင်ဘူးမပြောနိုင်ဘူးမထိန်မလဲကြီးတောက်ကြောက်ကျွန်တော်တို့အသက်ဗီဒီယိုတွေဆုံးရှုံးခဲ့ရတယ်စတိခဲ့ရတယ်စစ်တဲ့စီမှာ16နှစ်ခေါင်းမလေးကြောက်2017မှာ19နှစ်ကြောက်နောက်လာမင်းတို့ဘယ်သူထားပြစတိခံနိုင်မလဲကျွန်တော်တို့မျက်ရည်လေပြည်သူမျက်ရည်ပဲပြည်သူမျက်ရည်ကျွန်တော်တို့မျက်ရည်ပဲဒါကြောင့်အားလုံးဒီမှာရှင်းယူကိုမောင်နှမတွေရောလိုက်ပေါ်မှာကြီးတဲ့လူတွေရောကျွန်တော်တို့စစ်အာဏာရှင်ကိုသုံးလံပေးပါကျွန်တော်တို့ရက်တီပေးပါကျွန်တော်တို့လည်းဒီပြည်သူရဲလောဆယ်တော့ပြည်သူရဲပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီစစ်အာဏာရှင်အောက်မှာကျွန်တော်စိတ်ပြတောင်းမထားတော့နိုင်ပါဘူးပြည်သူရဲပြည်သူတွေသောပြချက်ပဲကျွန်တော်တို့နာယူမှာပါတော့ဒီပါတော့ဒီပါပြည်သူရဲ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 ကဲညီမတို့လည်းခံစားချက်လေးပြောပါဦးပြောပါညီမတို့လည်းပြောပါရဲမေးပြီးပြောပါရဲပြောပါဒီချိန်မှာကိုပြည်သူပဲပါကိုမပါဆိုဘယ်ချိန်ပါမှာကိုပြည်သူရဲ့ကိုပြည်သူကတခုခုဒုက္ခခံရတဲ့ချိန်လဲကိုကလည်းပြည်သူကနေတက်လာတဲ့ရဲတပ်ဖွဲ့ဖြစ်နေလို့
စိတ်ဓာတ်လည်းတစ်ချက်တည်းကြတယ် ဘာလို့ရဲဦးတွေနဲ့ရေးမော်ကြောက်လား မကြောက်ဘူးကြောက်လို့ဒီလောက်လောက်တာပါအမှန်တရားဘက်ကရက်တည်တဲ့အတွက်ကျမတို့ဘရောမကြောက်ဘူး ဒီမိုကရေစီတော့ပြန်ရရတော့အဲ့ရဲဥပဒေကတာကျွန်တော်ရေးယူမယ်ဆိုကျွန်တော်ကောင်းမောင်နဲ့စကားအထိကျွန်တော်လာပြီးတော့ဖန်ခံပါဒီမိုကရေစီမရနိုင်တဲ့တည်းတော့ကျွန်တော်ဘယ်တော့ပြန်မလာနိုင်ဘူးရ ပြည်သူရဲ့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 လိုက်လွှင့်နေတာနော်ချမ်းတဲ့ဖြစ်ဖြစ်လူတွေရှယ်ပေးကြပါနော်တောင်းရင်ပြည်သူရဲတွေပါပြည်သူရဲစစ်စစ်တွေပါနော်ဘုရားပြည်နယ်ကပြည်သူရဲတွေအားလုံးကျေးဇူးတင်ပါတယ်ပြည်သူရဲတွေအားပေးကြပါကဲနိုင်ပါတော့ကြားပါလေရှယ်ပေးကြပါနော်ဒါရဲပြည်သူရဲတွေပါဟိုကြောင့်ပဲစစ်ပညာပြည်သူတွေတော့သတ်ဖို့မဟုတ်ဘူးဟိုကြောင့်ပဲစစ်ပညာပြည်သူတွေတော့သတ်ဖို့မဟုတ်ဘူးဟိုကြောင့်ပဲစစ်ပညာပြည်သူတွေတော့သတ်ဖို့မဟုတ်ဘူး Okay. Chết tôi lắp vô chứ tôi lấy ổn này khả năng giá cao này mà hốt đó xử lý này toàn là tôi giỏi gì nghe số toàn là tôi tiêu này tôi đi phép là số để lắm này là tôi lên một tiêu rồi đi tất cả lấy thế đó đi nhiều tăng rồi ra khác tiêu yếu lên lại chúng ta nó nguy cơ phải chúng ta nó yếu lên lại cho nó thì để bắt họ cho nguy cơ cho phải đó là thì mà phải cho nó em đi ra xuống cho em dùng vô cho nó phải đó là nên nào mà này ai là đâu thì nó sao nó ra thế này nguy cơ thì để bắt họ nhớ nó bao nhiêu tiền đấy bà đồ lá này bị à nào đá này là đi này nó được sau này phải nó bị tụi yes mà yeah cá này bị cá ba ba lá mà cái là đi vào cá đâu cá nghe đâu chỉ mà phải cái này là lại này Xin lỗi chị, tập chạy đi. Thao chị, khoan xe bầu chị nào uống đi, chạy chạy đi. Phát triển democracy phi lao du, bỏ bao đi. Democracy giá trị đi. Phát triển thế thế khai áo tìm nhà,用票đi. Xin lỗi chị, nhà cha sâu đi. General, General.
เข้ามามีပြီးတော့မှခဏကြာနေကြရတယ်ပြီးပါလားမတန်းနေရှိရတယ်2016တမလားတေးတေးကိုရှိကမှာမတမမှုတွေညာရှိခဲ့လို့ကျွန်တော်ကြားကလေးတွေကိုရှိကမှာတနာပြတ် ဘယ်ပဲရောက်တော့ညလေ ကိုရှိကတဲ့ပဲတောဘူးတဲ့လူငယ်မောင်များသိပါလိမ့်မယ်ကျွန်တော်ကြား2016ပဲလေးပြီးတော့မှတနာပြတ်ခဲ့တာပြန်လာတော့ခုလက်ရှိကောင်းစီဥက္ကဋ္ဌတဲ့ဘူးတဲ့သူ့လည်းကျွန်တော်တို့ကိုယ်တိုင်ဆန္ဒပြခဲ့ပါတယ်ရန်ယူမောင်မလည်းတိမှာပါပါတီလည်းတိမှာပါ2016မှာအခုထားပြီးတော့ကျွန်တော်တို့ဒီလိုရဲရဲဝင်ပြီးတော့ဒီလိုပဲရပ်ပြီးတော့ဒုတိယအချိန်ဖြစ်ပါတယ်ဒီလိုပဲရပ်သေးတာပလာကာတော့ဘယ်ရက်တည်တယ်အဲ့မှာပဲကျွန်တော်တို့ရှိနေတယ်သူရဲတွေပါမတော်ကျွန်တော်ဒီမှာပဲတောင်းနေတယ်မီဒီယာမဟုတ်ရင်မဝင်သေးနဲ့နော်မီဒီယာမဟုတ်ဘူး